ကအိမ်လေးတအိမ်ရှိခဲ့ပါရဲ့အဲ့အိမ်လေးရရောခရမ်မီအိမ်လေးပဲဖြစ်ပါတယ်တနေ့မှာရောခရမ်မီလေးတစ်ယောက်ဟာဖုန်းထိုင်ကြည့်နေခဲ့တယ်ခဏဗီဒီယိုနဲ့အမဆုံးခင်ချူပြောပြမယ်နော်ချူကိုဆဲကြရလူတွေလည်းရှိရချူဗီဒီယိုလည်းဘောနော် like တူရဲ့လူတွေလည်းရှိကြပါတယ်ဘောနော်ဒါပေမဲ့ချူကတော့မကြရဘောနော်အဲ့လိုပြောတာဘောလို့ချူသိမကြိုက်ပါဘူးဆဲတဲ့လူတွေလည်းရှိပါတယ်ချူကိုဆဲကြရလူတွေလည်းရှိတယ်ချူရဲ့ဗီဒီယိုတွေလည်းချူရဲ့ဗီဒီယိုတွေကို like တူရဲ့လူတွေလည်းရှိကြရပေါ့နော်โอเคလူတွေကတော့ဒီအိမ်မငါဟာပါညပေါ့ခရမီလေးတယောက်ကဖုန်းလေးကိုတုံးနေခဲ့ပါရဲ့အဲ့ဒီအချိန်မှာတက်လိုက်ဗီဒီယိုဖိုင်လေးကိုဟမ်ဝေါမီဆူစတိုးပါလားဟာမီဆူစတိုးတဲ့မန်ချန်နာကရဲ့စတိုးပါလားဟာငါတခါမှလည်းမကြောက်ဘူးငါလည်းမမြင်ဘူးပါဘူးအခုစောက်တာထင်တယ်ငါဒီနေ့တွားကြည့်အောင်မှဒီအက်ကမှုတင်နဲ့စားကောင်းနေတဲ့နားကြမှာတော့အများကြီးကြီးတို့အိမ်ကိုရောက်လာခဲ့တယ်ကလင်းကလင်းကလင်းဟာမိတ်ဆွေပဲငါတို့ရဲ့မိတ်ဆွေကြီးကဲဘာပြောစရာရှိလို့လဲဟာဒီမှာလဲငါမီးဆိုစတိုးသွားမလို့ဟာငါရဲ့စပိန်ရနဲ့ဘိန်းပေါင်နေဟာအဲ့ဒါငါပြင်ဆိုင်သွားဖို့မလို့အပြင်ထွက်လာတာစပိန်ရမနေ့ညတည်းဘိန်းပေါင်နေဟာဟေးဘိန်းပေါင်နေစပိန်ပြင်ဆိုင်သွားပြင်မလို့ငါလဲမီးဆိုစတိုးနဲ့ငါလဲလေဒီစပိန်ပြင်ပြီးသွားမလို့ဆိုပြီးစီနေရနေလာပြီးနေရပါတော့ဟာဘာလာလို့မလို့တော့ဟာခရမီယာဟဲ့မြရင်ချင်းငါပြောစရာရှိတယ်ဟာငါလဲမီးဆိုစတိုးသွားမလို့ဟာငါနဲ့အနေနဲ့တိုက်ဆိုင်လိုက်တာကဲသွားကြတာပေါ့ငါစပိန်ပေါ်တယ်တွေ့လားငါစပိန်လေးငါလိုက်ခဲ့မယ်နော်အဲ့ဒါနဲ့တူတူနေရအောင်မီးဆိုစတိုးဆိုင်ကိုသွားခဲ့ကြတာပေါ့အရှိမရောက်ပြီတူတူနေရစပိန်လေးကိုရှိပြီးတော့ရောက်လာခဲ့ကြပေါ့ဟာဒီမှာရေခဲမုတ်ဆိုပါလားဟာဒီမှာလည်းအသီးဆုံးနဲ့ဒါကြက်သားရယ်ငါးရယ်အမဲသားလားဟာလားဒါကြတော့အချိုရည်တဲ့ဒါကြတော့ပါမုတ်ဒါကြတော့ကိမုံများဒါကြတော့ခောက်ဆွဲပေါ့နော်ခောက်ဆွဲ6နေမှာပေါ့ဘာမှတော့မရှိဘူးပါရှော့ခီပါလည်းမရှိဘူးပေါ့နောက်ပြီးတော့လေဒီနားမှာဝယ်နေကြတဲ့ customer လည်းမရှိဘူးဟာရှင်းနေရပဲရှော့ခီပါလည်းမရှိဘူးတွေ့လားငွေရှင်းနေတယ်ရှော့ခီပါလေမတွေ့ဘူးဘောဘေးမြတွားနေလည်းမသိအေးဟာဒီနားမှာရုံးနေရှော့ခီပါလည်းမရှိဘူးနောက်ပြီးတော့ဒီနားမှာလည်းလူတယောက်မှလည်းမတွေ့ဘူးငါလာရောဟုတ်ရလားမသိဘူးဒီဆိုင်ကြီးကိုငါငယ်လေးကကြားဘူးတည်လို့ပဲငါတို့ရေမနေ့ငါတို့ရေသူကညချမ်းမှဖွင့်လာလားမသိဘူးနော်ကဲငါတို့ရေလာကြည့်ကြပါဘောနော်ငါတို့ဆိုင်ထဲမဝင်တော့ဟာငါကြိုက်တဲ့ဟာပဲနေဝယ်လာခဲ့လိုက်အဲ့တူတူနေရတယ်ဟိုပတ်ကြည့်ဒီပတ်ကြည့်နဲ့အချိန်ကုန်သွားခဲ့ရပေါ့ဒါတော့သမင်းဆန်လေးစီလေးကဲသွားကြအောင်ဟာကျမတို့နဲ့ရောက်အဲ့ဒါနဲ့တူတူနဲ့ရောက်လေအဆိုင်ထဲကိုဝင်လာခဲ့ကြတယ်သူလိုအပ်တဲ့စံနေစီတွေဝင်နေခဲ့ရပေါ့ကျမကတော့ဒီနားလေးကိုသွားခဲ့တယ်ဟာဒီမှာပါမဟုတ်တဲ့ချောကလက်ပကက်လေးလည်းရှော့ချောကလက်လေးလည်းရှိရဆန်ရိုက်လည်းရှိဒါလေးယူလိုက်အောင်မယ်ဟာဒီမှာကိတ်တဲ့ကိတ်မုံလေးဟာစားချင်စရာလေးဟာဒီမှာ juice တဲ့အချိုရည်လေးတွေချစ်စရာလေးဟာဒီမှာနူးတဲ့ခောက်ဆွဲရည်ရလဲအယုံဆုံးမိဟာဒီမှာ chicken နဲ့ကြက်သားရည်တဲ့ငါးရည်တဲ့အသားလားမဲလားမသိခဲ့ဒါလေးယူလိုက်ပါဦးမယ်ဟဲ့နေအောင်စမ်းနေစီတွေဝဲနေရရေကဲမုံလေးရှိတယ်ငါဆွဲချင်းလေးယူလိုက်အောင်မအဲ့ဒါနဲ့ဆွဲချင်းယူပြီးတော့ကျမလေးဝဲချင်းတာဝဲနေခဲ့ချွေလေးယူမယ်အသားယူမယ်ဒါယူတယ်ခေါက်ဆွဲယူမယ်အသားယူမယ်ဟဲ့နေုံငါ့ကိုဒီစီပေးငါစီကုန်နေပြီကဲငါလူတဲ့ဟာဝယ်ပြီးဆိုတော့ချင်းတော့မယ်တူ
သူကကျမကိုတော်ကြာကြီးစိုက်ကြည့်နေခဲ့တယ်အမလေးတရေလားလူလန်းကလည်းမခွဲခြားတတ်တော့ရှင်းနေရတော့ဟုတ်ရလားမသိဘူးစိုက်ကြည့်နေကြောက်တောင်ကြောက်တာပြီတော်ပြီးမွေတော့ညမမွေတော့နော်ပြောခဲ့ပါဘူးသူအလုပ်ကိုပဲသူဆက်လုပ်နေခဲ့တယ်သူရဲ့တငယ်ချင်းကိုလိုက်ပတ်နေအောင်ရှာခဲ့တယ်တငယ်ချင်းပြပါလေတငယ်ချင်းအိမ်သားရဲ့မများလည်းမသိဘူးအိမ်သားရဲ့ရှာကြည့်တော့မယ်မတွေ့ဘူးဟာဖေးမြောက်သွားနေလည်းမသိဘူးဟိုးနင်းကငါ့ကိုမြင်သွားပြီပေါ့ဟာသူလေကျမလောက်ကိုလိုက်နိုင်နေခဲ့ကျမလည်းပြေးနေခဲ့တယ်အဲ့ဟာနဲ့သူလေကျမလည်းအကျဉ်းမရောက်နားလေးမှာပုံနေခဲ့တယ်အမလေးသူရှာနေပြီမလေးကြောက်လိုက်တာငါအညီအစကလေးကဒီဆိုင်ကငါမလာဝယ်ခဲ့ပါဘူးဒီဆိုင်ကငါမလာဝယ်ခဲ့ပါဘူးဒုက္ခပါပဲဟာဘယ်လိုတော့မှမသိတော့ဘူးအဲ့ဟာနဲ့သူလည်းမကြံရတော့တဲ့အဆောင်ထွက်ပြေးသွားခဲ့တယ်ခရမီဟာငါနေ့ကိုစောင့်နေအခုမှရောက်လာတာဟာကြာလိုက်တာဟာဘာလီလုံးလဲဆိုင်လေးတစ်ခါဝယ်ရအောင်မလုပ်ပါဘူးဟာငါတရက်6ခန့်လိုက်ရတယ်ဟာအဲ့ဆိုင်ရလေတကယ်တော့တရေဆိုင်လားမသိဘူးဟာအဲ့ရှော့ခီပါကြီးကငါ့အနောက်ကိုလိုက်နေတာဟာကျောက်ဆရာကြီးဟာနင်ကဘယ်ဟိုသွားရလဲဟာအိမ်နာသွားလိုက်တာလားနင်စီးဝင်နေရလေစီဒီဆိုင်တငယ်ချင်းနဲ့နားမလည်နိုင်အောင်ဖြစ်သွားခဲ့တယ်ဟမ်ငါဘေးစီစားဝယ်လို့တော့ဟာဒီမှာစောင့်နေရလေငါမမွေချင်းတာဟာငါဒီမှာပြည့်စုံမဲဟာငါဆရာမလေးခဲ့ငါချမ်းသာနေထက်ဟာဘိုင်လာပြောနေမှမသိဘူးဟာအော်နဲ့ပါဇက်ဟောင်းသားကြီးနဲ့ဟမ်ခါဆိုခုနလူကဘယ်လိုကြီးလဲမသိဘူးမေးငါတော့မှကြောက်လာပြီငါတရက်ချက်ခံလိုက်ရငါနေကိုပြောဖို့မေးဆိုတာအဲ့ဆိုင်ရနေပေါင်းရစွာကြွားလာပြီဟာအဲ့ဆိုင်ရလေးတကယ်တော့တရေဆိုင်ဟာအဲ့ရှော့ကီပါလေဓမြရီတိုက်လို့တူတီသွားတာကြားလာပြီဟာဒီဟာနေကနေအစမပြောငါလည်းမသိဘူးလေဟာခရမီယာအဲ့နေသူနှစ်ယောက်နဲ့အိမ်ကိုပြန်သွားခဲ့ကြတယ်ဗီဒီယိုလေးကိုဒီလောက်ပါပဲဟိုရာဇလန်းနေတရေဇလန်းနေကြရင်တော့ချွေးဗီဒီယိုလေးတပေါ်ကြရင်တော့ like and subscribe လေးလုပ်ပေးကြပါအောင်ရှင်ညံပြီးတော့ချူးကိုလည်းဆဲကြရလို့လည်းရှိရပေါ့နော်ချူးကိုလည်းဆဲကြရလို့လည်းရှိရနောက်ပြီးတော့ချူးကိုလည်းပေါ့နော်ချူးရဲ့ဗီဒီယိုတွေလည်းအတူယူပါလည်းရှိကြရပေါ့နော်ချူးဆိုရင်မော်ကြောင်းဆိုရင်လည်းအဲ့လိုမျိုးအတူယူခါရပေါ့နော်ချူးရဲ့မော်ကြောင်းအတူယူခါပါတယ်ဒီနေ့ဗီဒီယိုလေးဒီလောက်ပါပဲ bye bye